လက်တလောကျွန်တော်စမ်းသုံးပြနေရ2000 mAh ဟောပါဝါဘန်လေးလုံးကြောင်းကိုပြောပြမယ်နာမည်ကခုထက်တဲ့တချို့ကလည်း Captain လို့ခေါ်ကြတယ်လိုရဲပေါ်ပါဒီ brand ကပေါ့သေးသေးတော့မဟုတ်ဘူး Xiaomi နဲ့တခြား company တွေတော့နော်ပါဝါနေပြီးတော့ battery တွေ charger တွေကိုထုတ်ပေးနေတာအခုဒီကောင်ဆိုရင် Xiaomi ဖုန်းတွေကို55W စနစ်နဲ့အားသွင်းပေးနိုင်တယ် Samsung ပါဝင်တခြား Android ဖုန်းတွေ iPhone တွေဆိုရင်တော့ charging standard ပေါ်မူတည်ပြီးတော့ 45W maximum ရမယ် laptop တွေ MacBook တွေကိုအရေးပေါ်ပါညာအားပြန်သွင်းခြင်းလဲရတယ်ပြီးတော့ smart watch နဲ့ earbud လိုမျိုး gadget အသေးလေးတွေကိုအားသွင်းတဲ့အခါပေါ့နော်ရေရှည်မှာပတိမထိခိုက်စေဖို့တော့ low current မှုဆိုတာပါတယ်power button လေးကိုနှစ်ချက်နှိပ်လိုက်ရင် low current မှုတွေရောက်သွားတယ်ပြန်ထွက်ခြင်းတစ်ချက်နဲ့ဒါပဲဒီ power button မှာသဘောကျဖို့ကောင်းတာကကျွန်တော်ဒီမှာ dual sided type C cable လေးကိုပြင်ထည့်ပေးထားတာပါကျွန်တော်ဖုန်းတွေ gadget တွေကိုအားသွင်းခြင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ power button ကိုအားပြန်သွင်းခြင်းပဲဖြစ်ဖြစ်ပေါ့နော်ဒီကြိုးလေးတစ်ချောင်းနဲ့ပြီးတယ်power button ကိုအားပြန်သွင်းဖို့အတွက် 40W ထိပေါ့နော် maximum support လုပ်ထားတယ်ဒီဘက်က type C ပေါက်ကလည်းတူတူပဲအင်အောင်ရတယ်အလဲက USB ပေါက်ကတော့အထွက်ပဲရမယ် quick charge ဆို 81W max တရုတ်ဖုန်း brand တော်များ support လုပ်တဲ့ UFCS charging protocol ဆိုရင် 33W max ရမယ်နှလုံးသုံးလုံးကြိုင်တူအားသွင်းမယ်ဆိုရင် 15W ထိရတယ်power bank ရဲ့ big quality ကမစိုးဘူး safety point တွေလည်းသူတို့ production အမျိုးမျိုးနဲ့သေချာလေးလုပ်ပေးထားတယ်ပြီးတော့ airline safe ပါညာဖြစ်တယ်လင်းစီရင်လက်ကြီးတွေထည့်ပြီးတည်သွားလို့ရတယ်ဒီကောင်ရဲ့ပုံမှန်ဈေးက2,2500အခုသူတို့ကပေါ့နော်1,9,900နဲ့ discount ချပြီးရောင်းမယ်လို့သိရတယ်။ warranty 2 နှစ်ပါမယ်။ပထမတစ်နှစ်မှာuser fault ကြောင့်မဟုတ်ဘဲနဲ့ပေါ့နော်တခုခုဖြစ်ခဲ့တယ်ဆိုရင်သူတို့ကအလုံးလိုက်ပြန်ချင်းပေးမယ်လို့ပြောတယ်။နောက်တစ်နှစ်ကတော့ပစ္စည်းဖို့လက်ခအခမဲ့နဲ့ပြင်ပေးပါပေါ့နော်။တကယ်လို့ဒီ power bank နဲ့ပတ်သက်ပြီးတော့တခြားသိကျင်တာရှိသေးရဆိုရင် comment မှာမေးလိုက်ပါ။ကျွန်တော်ပြန်ပြပြပါမယ်။ဟုတ်ကဲ့ဒီလောက်ပါပဲ